အမေချက်ကျွေးနေကြချယ်ရီရဲ့အကြိုက်ပစွန်ကမုန်းကျင်ရွက်ကြော်လေးကိုဒီနေ့တော့ချယ်ရီကိုယ်တိုင်ကြော်စားမှာဖြစ်ပါတယ်ရှင်။ဒါကတော့ဈေးရနေဝယ်လာတဲ့ကမုန်းကျင်ရွက်နဲ့ဝက်သားပစွန်တို့ဖြစ်ပါတယ်ရှင်။ပထမဦးဆုံးဝက်သားလေးတွေကိုအနေတော်လေးတွေတုံးပေးလိုက်ပါမယ်။ပုံမှန်ဆိုရင်ဝက်သားကိုဈေးထဲမှာတုံးခိုင်းပါတယ်ဒီနေ့ကတော့တက်ဗီဒီယိုလေးလက်ရိုက်ရှင်တော့လေကိုယ့်ဟာကိုယ်ပဲတုံးလိုက်ပါတယ်ရှင်။အနေတော်လေးတွေတုံးပြီးသွားရင်တော့ရေစစ်တန်းစင်ပြီးရင်စားစနွင်းချုံမုံတို့ကိုခါရဲနေထားလိုက်ပါမယ်ရှင်။နေပြီးတော့အရသာနှက်ထားတော့မှပစွန်လေးကိုပါတခါတည်းကြိုက်ထားလိုက်ပါမယ်ပစွန်လေးတွေကိုချယ်ရီကပစွန်ဘောကျိတ်လေးတွေသုံးထားပါတယ်ပစွန်လေးကိုခေါင်းလေးဖြတ်မယ်အမီလေးတွေလည်းချုပ်ပေးလိုက်ပါတယ်ရှင်အမီကသူကဒီကပစွန်လေးကအရမ်းမာတယ်လေအဲကြောင့်မို့ချယ်ရီကတော့အမီလေးတွေကိုချုပ်ပေးပါတယ်ပြီးရင်တော့ပစွန်လေးတွေကိုလည်းတန့်စင်ပြီးတော့အရသာနဲ့ထားလိုက်ပါမယ်ရှင်ဒါဆိုရင်တော့အိုးရဲကိုစီထဲစနွေးမုံထည့်ပြီးတော့ထောင်းထားတဲ့ငရုတ်သီးတွေထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်ပြီးရင်တော့နေထားတဲ့ဝက်သားတွေထည့်ပြီးတော့လုံးပေးလိုက်ပါမယ်ဝက်သားတွေကရေတွေထွက်လာတဲ့အထိဖုံးလေးကိုပိတ်ပြီးတော့တည်ထားလိုက်ပါမယ်ရှင်ဝက်သားတွေကစီပြန်ပြီးတော့အခုလိုမျိုးအိုးကတ်လာပြီဆိုတော့မှရေတွေအများကြီးတစ်ခါတည်းထည့်ပေးလိုက်ပါမယ်ရေတွေအများကြီးတစ်ခါတည်းထည့်ပြီးတော့နူးဣလာတဲ့အထိချက်ပါမယ်ရှင်ဝက်သားတွေကနူးဣပြဲနေမှာစားကောင်းတာဖြစ်ပါတယ်ရှင်တခါတလေတော့လည်းမမလေးချက်စားပါတယ်ဒီနေ့လောက်ဆိုရင်တော့ရပါပြီရှင်ပြီးရင်တော့အရွက်ကြော်လေးလည်းကြော်ပါမယ်ရှင်ချယ်ရီကအဆောင်မနေရာဖြစ်တဲ့အတွက်ပြီးမှတော့တချင်းတန်တွေကတော့ညံနေရပေါ့နော်ဒါမဲ့ချယ်ရီအတချင်းတန်ကိုဖုံးအောင်လို့တော့အတိခံပြီးတော့ပြောထားပါတယ်ရှင်ကဲဒါလေးကတော့ပစုံကြော်ဖို့အတွက်ငရုတ်သီးစီတက်တယ်ငရုတ်သီးလေးတွေမွေးလာရင်ငပြာရည်ထည့်ပြီးတော့နေထားတဲ့ပစုံလေးတွေထည့်ပေးလိုက်ပါမယ်ရှင်ကဲပစုံလေးတွေကိုအနှဲငယ်လုံးလိုက်တယ်လုံးပြီးသွားရင်တော့စုံစည်းရည်လေးထည့်လိုက်ပါမယ်ရှင်ပစုံအကွေးငါးနွေးတော့တည်ရဒါပေမဲ့ချယ်ရီကပစုံလေးကိုပို့ပြီးတော့ချက်တော့အောင်လို့ပါရှင်ငရုတ်သီးစိတ်လေးလည်းထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့စုံစည်းရည်ထည့်လိုက်ပါတယ်အဖုံးလေးပိတ်ထားလိုက်ပါမယ်ရှင်စီပြန်ပြီးတော့ပစုံလေးတွေလည်းချက်လာပြီဆိုတော့မှကမွန်းကျင်ရွက်တွေအများကြီးထည့်ပေးလိုက်ပါမယ်ရှင်ချယ်ရီကညားပဲဆိုရင်အတန်သွင်းတယ်ပေါ့အဲ့ဒါဆိုတိတ်တိတ်စိတ်လေးကပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့အခုကလေမသွင်းရသေးတဲ့ဗီဒီယိုတွေကအရန်များနေရောချယ်ရီတချင်းဖွင့်တဲ့အချိန်ပဲသွင်းလိုက်ရလို့ပါရှင်အားလုံးပဲအနားရှိဖြစ်သွားရင်တောင်းပန်ပါရယ်နော်ကဲပစုံကပြားရီကျော်လေးလည်းရပြီဆိုတော့ချယ်ရီထမင်းစားပါတော့မယ်ရှင်ဒီနေ့ချက်တဲ့ဟင်းသုံးမျိုးထဲမှာဘယ်ဟင်းတွေကိုကြိုက်ကြလဲရှင်ကြိုက်တဲ့ဟင်းလေးများရှိရင်မှတ်ပေးကြအောင်နော်အားလုံးပဲစားကြပါအောင်ရှင်တတာ